လူငယ်တွေကိုအန္တရာယ်ကင်းတဲ့ဖျော်ဖြေမှုပေးနိုင်လို့အောင်စပူကိုကျေးဇူးတင်နေတဲ့နိုင်ရှင်မြင့်မို့တယောက်ဆောင်နိုင်ရှင်မြင့်မို့ကတော့သူမရဲ့မင်းနဲ့စကားပြောရင်ဇမင်းသားအောင်စပူရဲ့ပွဲတွေကိုဘာကြောင့်အမြဲသွားကြည့်နေဖြစ်လဲဆိုတော့ကိုရှင်းပြလာပါတယ်ရှင်။အခုခေတ်လူငယ်တွေဟာဘားရီကလပ်တွေသွားပြီးမူယူတောက်စားတာမျိုးထက်အောင်စပူရဲ့ဇက်ပွဲတွေကို after tea ထိုင်ကြည့်တာကမိဘတွေအတွက်ပို့ပြီးစိတ်ရင်းရစေတယ်လို့သူမဆိုပါတယ်။အောင်စပူရဲ့ပွဲကင်းထဲမှာမူးယူနေတဲ့သူတွေရင်ချက်ချင်းဆွဲထုတ်တာမျိုးတွေစနစ်တကျလုပ်ထားတာကြောင့်အနေအဖြစ်မှလည်းမပူရသလိုပတ်စံကုန်နာချင်းတူတူတော့ပိုပြီးကျိုးရှိတဲ့ဖျော်ဖြေမှုမျိုးဖြစ်နေလို့ပါပဲရှင်။အောင်စပူကြောင့်လူငယ်တွေဟာမြမဆက်တဲ့ပင်နဲ့မြမကာလာတွေကိုပြန်ပြီးစိတ်ဝင်စားလာကြတာဟာတကယ်ကိုဝမ်းသာစရာကောင်းတဲ့ချက်ပါ။အချင်းကမြန်မာတချင်းကြီးတွေကိုမသိတဲ့လူငယ်တွေတောင်အခုဆိုရင်ပွဲကင်းထဲမှာအတူတူလိုက်ဆုံနေကြတဲ့အထိအောင်စပူကဆွဲဆောင်နိုင်ကြတာဖြစ်ပါတယ်။နိုင်ရှင်မြင့်မို့ကတော့အမေရိကတော့အောင်စပူကိုကျေးဇူးတင်ရမှာသမီးတို့ဆိုရင်တချင်းကြီးတွေကြောင့်လိုက်ကျက်နေရပြီလို့ပြောပြထားတာကြောင့်မြမရင်ကျေးမှုကိုလူငယ်တွေကြားမှာပြန်လည်အသက်ဝင်လာအောင်လှုံ့ဆော်ပေးနေတဲ့အောင်စပူရဲ့ကြိုးစားမှုကိုပြည်သက်တွေကအပြည့်အဝတိမှတ်ပြုနေကြပါတယ်ရှင်။